အားလုံးသောဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့အားလုံးပဲမင်္ဂလာပါဦးဇင်းကခနေ့ဗာလေးများဖြန့်ဝေပြီးတော့အားလုံးသောဓမ္မမိတ်ဆွေသူတော်ကောင်းတို့ကိုပြောမှလဲဆိုတော့ဒါယဟန်နေကိစ္စပေါ့ဗျာနော်တော်တော်များများစော်ကားမော်ကားတွေလည်းပြုကြတယ်တချို့ကြတယ်လည်းပဲတကယ်လည်းအပြင်မဲ့တကယ်ဖြစ်နေကြတာဗျာအဲ့တော့တကယ်တမ်းဖြစ်နေကြတာဆိုတော့လက်တွေ့တာရကားတွေလည်းတွေ့နေရတာစော်ကားတာတော့ဘယ်သူမှစော်ကားတာတော့မဟုတ်ဘူးနော်ဦးဇင်းပြုလို့ဆဲလေဦးဇင်းတို့ဆဲခံဟိုမှာဘာမှတော့ပြန်ပြီးတော့ခွန်းတော့ပြန်သွားမှတော့မဟုတ်ဘူးအကျဉ်းနဲ့တော့လာညှိနှိုင်းမယ်ဆိုလည်းညှိနှိုင်းလို့ရဆွေးနွေးမယ်ဆိုလို့ရတယ်တချို့ခနေ့ဗာလေးများဆွမ်းနာတော့မှတွေ့လိုက်တော့ဆိုတော့ကျောင်းနိုင်ဘုန်းကြီးကိုတခါတယောက်ကဒီကပ္ပိယဂောဘကပေါ့လေသူဂောဘကရဲ့ဂောဘကနေသူသမီးဂောဘကရဲ့သမီးကိုကျောင်းနိုင်ဘုန်းကြီးကိုထိုးအပ်ပြီးကျောင်းရဲ့ဝေယဝိဆက်ပစ္စည်းတွေကိုအကုန်သိမ်းသွားတယ်အဲ့ဒါလေးတွေ့လိုက်တယ်စိတ်လည်းမကောင်းပါဘူးဒါပြင်မဲ့လည်းတကယ်တချို့နေရာတွေတကယ်ဖြစ်နေကုန်တယ်။ဘာဖြစ်လို့လဲဆိုတော့တချို့ဦးစင်းတွေကိုတချို့တကားတွေဓမ္မတွေသူတို့သမီးတွေထိုးအပ်ပြီးတော့အကြောင်းပဲ share လဲဆိုလို့ share လဲလှုပ်ရှင်လို့ကိုင်းလို့ကိုင်းတန်ခါတွေကိုဒါမျိုးတွေ share လဲနေရှိတာ။အဲ့ဒါတွေလည်းတွေ့ခဲ့ရတယ်။တကယ်တမ်းအဲ့ဓမ္မတွေနဲ့ဒီလိုလဲသူများအပြစ်ကိုတော့မြင်ပြီးတော့ကိုယ့်အပြစ်ကိုတော့မပြောဘူးတော့မဟုတ်ဘူးနော်။သူများအပြစ်ကိုကြည်လိုက်ပြီးတော့ကြည်နေတာတော့မဟုတ်ဘူး။ဒီအရင်နဲ့ဟိုမြင်မတော်လို့ဦးစင်းနေနဲ့ပြောတာပဲရှိတယ်။ဘာမှဟိုလိုက်ပြီးတော့ဖောင်းထုနေရတယ်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူတို့ရဲ့အမိတွေကိုလည်းထုတ်ပြောထားမဟုတ်တဲ့အတွက်ကြောင့်မလို့တရားကြီးရောစော်ကားမော်ကတော့မရောက်ဘူးလို့ထင်တာအဲ့ဒါလေးကိုတွေးလဲရတော့ပေါ့နော်စိတ်တော့မကောင်းဘူးအဲ့ဒါမျိုးပြန်တွေ့တော့အော်ကိုလည်းကြုံခဲ့ဘူးတာနေနေဆိုတော့ဒါမျိုးလေးသွားတွေ့အဲ့ဒီဥစ္စာဘယ်လိုဖြစ်သွားတော့ဆိုတော့ကိုသမီးနဲ့လည်းညာအဲ့ဒီကိုတော်လေးတွေဆိုလို့ရှိရင်သူဒီဥစ္စာကြာချောင်းဒီကောင်မလေးနဲ့ဖြစ်သွားတဲ့ပေါ့ဗျာသူတို့ရဲ့ဒီဘက်ကထပ်ပြီးတော့မပြောမနာတာတဲ့အကြောင်းတွေထပ်ဖြစ်သွားတယ်ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာသူတို့ကိုယ်တိုင်လည်းပဲဝန်ခံထားရတယ်ဝန်ခံထားပြီးတော့ဒီကနေ့ဘာတွေလုပ်နေတုံးလို့ဆက်ပြီးတော့ဒီတန်ခါကိစ္စနဲ့ပတ်သက်လို့ဒီပါရာဇိက၄ပါးနဲ့ပတ်သက်ပြီးဝန်ခံသွားပြီပေါ့ဗျာဝန်ခံသွားတဲ့ကိစ္စကိုသူတို့ဘာလို့လဲကိုရင်တွေထပ်ပြီးတော့ဝတ်ပေးနေတယ်ယဟန်တွေထပ်ပြီးတော့ခံပေးနေတယ်ဒါတွေဆိုလို့ရှိရင်မသိတော့ဘူးပေါ့ဗျာဒါဝိနည်းသိက္ခာပုဒ်တွေနားလဲမယ်ဆိုလို့ရှိရင်ထောက်ပြမယ်ဆိုထောက်ပြလို့ရပါတယ်ထောက်ပြလို့ဒီဝိနည်းသိက္ခာပုဒ်တွေနားလဲမယ်ဆိုရင်ဒါတွေကမဖြစ်တဲ့တော့ဘူးအဲ့ဒီပုဂ္ဂိုလ်တွေအနေနဲ့ကိုရင်လည်းဝတ်ပေးလို့ရတော့တာမှမဟုတ်ပဲနဲ့ကိစ္စကြီးကိုရင်လည်းသူတို့ကိုရင်လည်းဝတ်ပေးလို့မရဘူးကိုရင်သီလပေးလို့လည်းမရတော့ဘူးနောက်ယဟန်ခံပေးဆိုကိုတော်ဆိုးတာပေါ့ကိုရင်တော့ဝတ်ပေးမရပါဘူးနောက်ကနေတည်းအဲ့ဒီပုဂ္ဂိုလ်တွေကနေတည်းသာသနာမှာရှိနေတယ်ဆွမ်းနာတော်ကတခါ6ထားနဲ့အဲ့ဦးဇင်းတိုက်ဆိုင်လို့ပေါ့နော်ဒါလေးတွေလည်းတွေ့လဲရတော့အဲ့ဒါလေးတိုက်ဆိုင်တာနဲ့ဒါကအလုံးသောဓမ္မမိတ်ဆွေသူတော်ကောင်းပေါင်းတွေအဲ့လိုမဖြစ်ကြဘူးကြိုးစားပြီးတော့နေကြပါလို့ဦးဇင်းကတော့တိုက်တွန်းပါတယ်ဒီနေရာနေပြီ